ဘယ်တော့မှလက်မလျှော့ခဲ့တဲ့ကောင်လေးတညမှာတော့မိုးတွေအကြီးကျယ်ရွာနေတဲ့အချိန်ကင်တို့ခေါ်တဲ့ကောင်လေးတယောက်စတိုးဆိုင်ငယ်လေးတစ်ခုအပြင်ဘက်မှာတယောက်ထဲထိုင်နေပါတယ်သူ့အဝတ်စားတွေကဆူရွှဲနေတယ်သူ့ဖိုက်ကလည်းစားနေတယ်ဒါပေမဲ့သူ့လက်ထဲမှာတော့ကျောင်းစာအုပ်အဟောင်းတအုပ်ကိုတင်းတင်းကြပ်ကြပ်ကင်ထားတယ်ကားတွေသူ့နာကဖြတ်မောင်းသွားကြတယ်လူတွေကလည်းသူ့ကိုလှစ်လျူရှုထားကြတယ်ကင်ဟာကျောင်းဆင်းပြီးတိုင်းနေမကောင်းဖြစ်နေတဲ့သူ့မိခင်ကိုကူညီဖို့အတွက်အလုပ်လုပ်ရတယ်ဆိုတာဘယ်သူမှမသိကြပါဘူးသူကလီးလံတဲ့တစ်တာတွေကိုသိရတယ်ပြီးရင်နေတဲ့လမ်းတွေကိုတန်ရှင်းရေးလုပ်ရတယ်တခါတလေတော့လေဘိုက်ဆာဆာနဲ့ပဲအိပ်ပျော်သွားရတယ်ကျောင်းမှာလည်းအခြေအနေကတိတ်မကောင်းလာပါဘူးမင်းကဘာလို့များစာရီလိုက်လုံနေရတာလဲကျောင်းသားတယောက်ကလှောင်ပြောင်နေမင်းကဘာမှဖြစ်လာမှာမဟုတ်ဘူးအတန်းတွေကကျောင်းသားတွေအကုန်ဝိုင်းရေမိုးကြတယ်ကင်ကတော့ခေါင်းငုံပြီးတိတ်ဆိတ်နေလိုက်တယ်ဒါပေမဲ့သူ့ရင်ထဲကတော့အဲ့ဒီစကလုံးတွေကမိချောက်တစ်ခုလိုလောင်ကျွမ်းနေခဲ့တယ်အဲ့ဒီညမှာပဲကင်အိမ်ပြန်ရောက်တော့သူ့အမေကအိတ်ရာထဲမှာအပြင်းထန်ချောင်းဆိုးနေတာကိုမြင်လိုက်ရတယ်သူ့အမေကအားနေစွာပြုံးပြီးဒီလိုပြောတယ်ကင်အမိကိုဂတိတစ်ခုပေးရမယ်ဘာလေးခမဘဝကဘလောက်ပဲခက်ခဲပါစေမင်းရဲ့အိမ်မက်ကိုဘယ်တော့မှလက်မလျှော့ပါနဲ့ကင်ကသူ့အမေရဲ့ပင်ပန်းနွမ်းနေတဲ့မျက်လုံးတွေကိုကြည့်ပြီးခေါင်းညိတ်လိုက်တယ်နှစ်တွေ့ကြလာတယ်နေတိုင်းကင်ကတခြားသူတွေထက်ပိုစူးစမ်းပြီးစာလုပ်တယ်တခြားသူတွေဂိမ်းဆော့နေချိန်မှာကင်ကအလုပ်လုပ်တယ်တခြားသူတွေအိပ်ပျော်နေချိန်မှာကင်ကစာတင်ယူတယ်သူတယောက်တည်းငိုခဲ့ရတဲ့ညတွေလည်းရှိခဲ့တယ်လက်လျှော့ချင်ခဲ့တဲ့ညတွေလည်းရှိခဲ့တယ်ဒါပေမဲ့သူ့အမေရဲ့စကားတွေကိုသူအမြဲတတိရတယ်တနေ့မှာတော့သူ့ရဲ့အိမ်ခန်းငယ်လေးစီကိုစာတစ်စောင်ရောက်လာခဲ့တယ်ကင်ကတုံကြီးနေတဲ့လက်တွေနဲ့စာကိုဖြည်းဖြည်းချင်းဖောက်လိုက်တယ်ရုတ်တရက်သူ့မျက်လုံးတွေပြူးကျဲသွားတယ်သူကနိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာတက်ခွင့်ရသွားခဲ့တယ်ခဏတာသူအသက်ရှူရတာတော့ခက်ခဲသွားတယ်မျက်ရည်တွေကသူ့ပါပင်ပေါ်ကျဆင်းလာတယ်သူလက်ထက်ကစာကိုတင်းဆုပ်ကင်ပြီးသူ့အမေရဲ့အခန်းစီကိုပြေးသွားလိုက်တယ်အမေကျွန်တော်တို့လုံနိုင်ခဲ့ပြီသူ့အမေကဂုံယူစွာနဲ့ပြုံးလိုက်တယ်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ကင်ဟာမြို့မှာအောင်မြင်ဆုံးဆရာဝန်တွေကတယောက်ဖြစ်လာခဲ့တယ်တစ်ချိန်ကသူ့ကိုလှောင်ပြောင်ခဲ့တဲ့လူတွေဟာအခုတော့သူ့ကိုတွေ့ဖို့နာရီပေါင်းများစွာစောင့်ဆိုင်းနေကြရတယ်ဒါပေမဲ့ကင်ကတော့သူတို့ကိုဘယ်တော့မှမမုန်းခဲ့ပါဘူးဘာလို့လဲဆိုတော့သူတို့ပေးခဲ့တဲ့နာကျင်မှုတွေကသူ့ဘယ်တော့မှလက်မလျှော့ရတဲ့အကြောင်းရင်းဖြစ်သွားခဲ့လို့ပါပဲပြီးတော့တခါတလေမှာသူ့ကိုလှောင်ပြောင်ခဲ့တဲ့လူတွေကပဲသူ့ကိုအောင်မြင်အောင်တွန်းအားပေးခဲ့သူတွေဖြစ်နေတတ်ပါတယ်